ကိုင်းရှင်လောင်းလဲထွဲရအောင်ဖိတ်ကြားထားတဲ့လက်ရည်များနဲ့ညီးများလဲရောက်လာပါပြီကိုကာလာသားများနဲ့ကုန်းမာပြီမျိုးသမီးများအဲ့လေကုန်းမာပြီမျိုးသမီးများရှင်လောင်းလဲလိုက်ရအောင်ကြွကြပါဟာဘိုးဘဲရွာကအိုးစီဝိုင်းကဆူးလို့ညံလို့တို့ရွာကပြောဝဲကဘယ်မူးလဲ